အားလုံးပဲမင်္ဂလာပါရှင်တောနကားစိတ်ရွှေရတနာဆိုင်မှာကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါမမီဒီနေ့ပြသပေးပါတော့ 80k ဟန်ချင်းလေးပဲဖြစ်ပါတယ်ရှင် 80k ဒုကာလာ3ကာလာကြိုက်တဲ့အသေးလေးအတွက်ပါရှင်အားလုံးပဲမင်္ဂလာပါမင်းပထမဦးဆုံးပြသပေးမှာတော့ဒီဟန်ချင်းလေးဆိုချစ်စရာကောင်းပါတယ်သူဆိုနှစ်ခရန်ကျော်ပဲရှိပြီးတော့အရန်ဥမာချစ်စရာကောင်းတယ်3ကာလာဟန်ချင်းလေးပါရှင်အရန်ဥမာလှပါတယ်3ကာလာဟန်ချင်းလေးဆိုရင်တယ်လီတွေနှစ်ခရန်ကျော်ရင်းနဲ့အရန်ဥမာချစ်စရာကောင်းတယ်ဘောလုံး3ကာလာဟန်ချင်းလေးပဲဖြစ်ပါတယ်ရှင်သူဆိုရင်အရှိလေးက9လမ်းပါရှင်3ကာလာဒီမမွားလေးဆိုလည်းအရန်ဥမာချစ်စရာကောင်းပါတယ်သူဆိုရင်4ခရန်ကျော်နဲ့တထဲလေးဝှချင်တဲ့တယ်လီအတွက်အရန်လှပါတယ်ကျိုးလေးနဲ့လည်းဝမ်းဆက်ရှိပါတယ်ရှင်အရန်လှတယ် 80k 3ကာလာဟန်ချင်းလေးပါရှင်အရန်ဥမာလှပါတယ်မမွား3ကာလာဟန်ချင်းလေးပါအရန်လှတဲ့ဟန်ချင်းလေးပါရှင်အရန်လှပါတယ်လည်းအရှိလေးက9လမ်းပါရှင်ဟန်ချင်းလေးက9လမ်းပါရှင်ဒီဆိုရင် OC 2ကာလာလေးပါရှင်အရန်လှပါတယ်သူဆိုရင်လည်းပေါ့နော်9လမ်းမှာခွဲရှိပါတယ်အရှိလေးကအရန်ဥမာချစ်စရာကောင်းတဲ့ OC ဘောလုံးလေးပါရှင်အရန်လှပါတယ် OC ညီဘော2ကာလာလေးပါရှင် OC ညီ2ကာလာဟန်ချင်းလေးပါရှင်ဒါလေးဆိုအရန်လှတယ်ဒီဇိုင်းလေးပါသူဆိုရင်ဘယ်တော့ခါမှမယူရတဲ့ဒီဇိုင်းလေးဖြစ်ပြီးတော့အရန်ကိုဝင်လိုက်ရင်အရန်လှတဲ့ဒီဇိုင်းလေးပါရှင်ရိုးရှင်းနဲ့လှလေးကိုစတဲ့တဲလေးတွေဒီ OC ညီ2ကာလာလေးဆိုရင်အရန်ဥမာလှတဲ့ဟန်ချင်းလေးပါရှင်ညာလေးဆိုရင်တယ်လီတွေ OC ကိုမှသူဆိုရင်ဘောလုံးပါသွားပါတယ်ရှင်အရန်လှပါတယ်သူဆိုရင်လည်းအရန်လှတယ်ဟန်ချင်းလေးပါဆို3ခုရကျော်ပဲရှိပြီးတော့9လမ်းမှာပါအရှိလေးကအရန်လှပါတယ်မင်းပြသပေးတဲ့ဟန်ချင်းလေးဆိုရင်အရန်အောင်မှလှတဲ့ဒီဇိုင်းလေးပါရှင်2ကလာ3ကလာဒီဇိုင်းလေးတွေပါရှင်မင်းတို့ဆိုင်ကိုကိုနိုင်ကိုကြလာဝယ်ခြင်းနဲ့ဆိုရင်မင်းတို့ဆိုင်ရဆိုရင်တဝင်ဗီလမ်းမာကြီးပေါ်မှာရှိတဲ့တဝင်စင်နာမြေထဲမှာဖွင့်နေထားပါလေရှင်တယ်လီတို့ရေဒီလိုဆိုင်ကိုနိုင်ကိုကြမလာနိုင်တဲ့ကစတမာအတွက်လည်းမင်းတို့ကနေ့စဉ်ဗီဒီယိုလေးတွေတင်ဆက်ပေးမှာမဟုတ်လို့မမေရဲ့ page လေးကိုလည်း like and follow လုပ်ထားဖို့မင်းနဲ့တော့တယ်လီတို့ရေဒါအပြင်ကြည့်ချင်တဲ့ဒီဇိုင်းလေးတွေရှိရင်လည်းမင်းတို့မှာ comment မှန်ပြီးတော့ပြခိုင်းနိုင်ပါတယ်ရှင်မင်းရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်ရှုပေးတဲ့ကစတမာတယောက်ချင်းနဲ့နိုင်ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်တတာ